အားလုံးပဲမင်္ဂလာပါကျွန်တော်စမ်တီဆော့ကာဖြစ်ပါတယ်ဒီနေ့20ရက်6လတောက်ကြညမှာရှေ့ပိုင်းကစားကြမယ်ဒီလောက်ဝေါကပ်ပွဲစဉ်တွေတည်းရမှာကျွန်တော်ချဲစီနဲ့ဖလာမီဂိုပွဲစဉ်ကိုရွေးချယ်သုံးသပ်ပေးချင်ပါတယ်ဒီနေ့ညမှာတော့ကျွန်တော်အကောင်းဆုံးဖြစ်စဉ်ပဲပွဲစဉ်တွေကိုမန်ပါပွဲဖြင့်ရွေးချယ်ပေးထားပါတယ်ကျွန်တော်ကလပ်ဝေါကပ်6ရက်တာကစားပြီးမှတော့4ရက်ထိအဆင်ပြေခဲ့ပြီးတော့2ရက်သာရှုံးနေခဲ့တာကြောင့်မန်ပါပွဲစဉ်တွေကတော့ကျွန်တော်အရှင်ကုန်ကောင်းကောင်းနဲ့တွားနေပါတယ်အဲကြောင့်လည်းဒီနေ့မှာကျွန်တော်စီကိုမန်ပါပွဲလာရောက်ဝယ်ယူတဲ့အကိုတို့အားလုံးအဆင်ပြေအကျိုးရှိစေရပါမယ်။ဒါကြောင့်စိတ်ဝင်စားလို့မန်ပါပွဲတွေကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့ဒီနေ့တရက်ဆောင်မြန်မာငွေ9000ကျပ်နဲ့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့39969888ခွန်3ခွန်3ညောင်းကိုဆက်သွယ်ပြီးတော့မန်ပါပွဲတွေကိုဝယ်ယူနိုင်ပါတယ်ဗျာ။ဒီနေ့ပွဲစဉ်မှာ Chelsea က Flamingo level 50ရှုံးဂိုးပေါင်းစင်းနှလုံး20ရှုံးဆိုဖွင့်လှစ်ပေးထားပါတယ်။ Chelsea ရဲ့ body ဈေးကကျွန်တော်တို့စတီကြီးတစ်လုံး30စားနေပြီးတော့မနေ့ကတော့ 1.90 တိကျဆင်းလာပြီးတော့ဒီနေ့အချိန်မှာတော့ level 50 တိကျဆင်းလာပါတယ်ဒါလည်းဒီပြိုင်ပွဲမှာဘူဂီတွေကဒီဘရာဇီးအသင်းတွေကိုဘယ်လောက်ထိထင်ကြီးနေလဲဆိုတော့ကျွန်တော်သိတာမြင်သာသေးပါတယ်တော့ဒီနေ့မနက်မှာလည်းဘူတာပိုကိုကဒီဥရောပချန်ပီယံအသင်းလို့ပြောအသင်းဖြစ်တဲ့ PSG ကို0-1ဆိုလဲရတဲ့နိုင်ခဲ့တာကြောင့်လဲဒီနေ့ပွဲစဉ်မှာ Chelsea တို့အနေနဲ့ Flamingo ခက်ခက်ကစားရလိမ့်အောင်မယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ဒီ Flamingo ကရှေ့လေနောက်ကောင်းမွန်ပြီးတော့ဘရာဇီးလေယူစဉ်ကစားသမားအများစုကလည်း Flamingo မှာရှိနေရကြောင်း Chelsea တို့အနေနဲ့ Flamingo ကိုခက်ကစားရနိုင်ပြီးတော့ဒီ Los Angeles FC တင်းတော်မှာ Chelsea တိုက်စစ်က2ဂိုးပဲရခဲ့တာကြောင့်ခု Flamingo ခံစစ်ကိုလည်း Chelsea တို့အနေနဲ့တိတ်ပြီးတော့ဂိုးများဆများလောက်ဘူးလို့ကျွန်တော်ကတော့မြင်ပါတယ်ဒါကြောင့်လည်း Chelsea ရဲ့ body ရဲ့ level 50လောက်ထိပြုတ်ကျလာပြီးတော့ Chelsea တို့အနေနဲ့ဒီနေ့ပွဲစဉ်မှာ Flamingo ကိုဂိုးတကူရဖို့တော်တော်လေးခက်သွားလိမ့်မယ်အနေထားမှာရှိရလို့ကျွန်တော်ကတော့မြင်ပါတယ်ဒီ Chelsea ခံစစ်မှာလည်းကူကူရဲလာကိုဝဲချာလိုဘတ်ရီစီဂျင်းစတဲ့အစုဖွဲ့မှုကလည်း Chelsea ရဲ့ခံစစ်ကလည်းတောင့်တင်းမှုရှိနေရကြောင်း Flamingo တိုက်စစ်ကလည်း Chelsea ခံစစ်ကိုဂိုးလွယ်ရဖို့မဖြစ်နိုင်ဘူးလို့ကျွန်တော်ကတော့မြင်ပါတယ်ဒါပြင်ဒီအုပ်စုမှာဒီနေ့ပွဲက Chelsea နဲ့ Flamingo ပွဲကနိုင်တဲ့အသင်းကအုပ်စုဘူလို့ပြောလို့ရတဲ့ပွဲတစ်ပွဲပါဒါကြောင့်ဒီအုပ်စုဘူနေရာလူတဲ့ပွဲတစ်ပွဲဖြစ်တဲ့ပွဲစဉ်မှာနှစ်သင်းသလုံးကထိန်းသိမ်းကစားလာကြလိမ့်မယ်လို့လည်းကျွန်တော်ယူဆပါတယ်ဒါကြောင့်ဒီနေ့ပွဲစဉ်မှာသွင်းဂိုးတွေများဆန်းမြင်တွေ့ရနိုင်ခွင့်မရှိဘဲနဲ့သွင်းဂိုးတွေနည်းသွားလိမ့်မယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ဒါကြောင့်မို့ Chelsea နဲ့ Flamingo ပွဲစဉ်မှာကျွန်တော်ဂိုးပေါင်းအောက်ကိုပဲကြိုက်နေတတ်ပါတယ်Chelsea နဲ့ Flamingo ပွဲစဉ်မှာကျွန်တော်ဂိုးအောက်ကိုပဲကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ဒီနေ့တောက်ကြညမှာတော့ကျွန်တော်အကောင်းဆုံးဖြစ်စဉ်ပဲမန်ပါပွဲတွေကိုရွေးချယ်ပေးထားပါတယ်ဒီနေ့ညမှာလည်းကျွန်တော်စီကိုမန်ပါပွဲတွေလာရောက်ဝယ်ယူတဲ့အကိုတို့အားလုံးအဆင်ပြေအကျိုးရှိစေရပါမယ်အဲကြောင့်မို့စိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ဒီနေ့တရက်ဆောင်9000ကျပ်နဲ့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့39969888ခွန်3ညောင်းကိုဆက်သွယ်ပြီးတော့ဝယ်ယူနိုင်ပါတယ်ဗျာနောက်ပြန်21ရက်နေ့စနေနေ့ကနေပြီးတော့29ရက်နေ့ထိအသစ်ပြန်လဲစတင်မဲ့ခုနှစ်တစ်ပတ်စာမန်ပါပက်ကီကိုဒီနေ့တောက်ကြညမှာကြိုဝယ်ထားတဲ့အကိုတို့အတွက်ကတော့ဒီနေ့တောက်ကြညမှာထွက်ရှိမဲ့မန်ပါပွဲတွေကိုလက်ဆောင်ရရှိမှာဖြစ်ပါတယ်ဒါကြောင့်လဲမနက်ဖြန်21ရက်စနေနေ့မှာအသစ်စတင်မဲ့ခုနှစ်တစ်ပတ်စာမန်ပါပက်ကီကိုကြိုဝယ်ထားခြင်းလေဆိုလေဒီနေ့တောက်ကြညမှာ3000ကျပ်နဲ့ကြိုဝယ်ထားလို့ရပါပြီဗျာကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ကတော့39969888ခွန်3ညဖြစ်ပြီးတော့ Telegram နံပါတ်ကလည်း39969888ခွန်3ညပဲဖြစ်ပါတယ်အားလုံးပဲအဆင်ပြေအောင်မြင်ကြပါစေဗျာအားလုံးကိုကျေးဇူးတင်ပါတယ်